ဒီလုပ်ငန်းအလုံးနဲ့လာတာလည်းမဟုတ်ပါဘူးအလိစားတက်တာလုပ်ငန်းနဲ့မဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့နောက်ဘယ်လိုမျိုးလုံးနဲ့ထိတ်ဆက်ခဲ့တာလဲအကောဆန်းအလုံးနဲ့တက်လာရခြင်းဖြစ်ပါတယ်ရှင်ကိုဆန်းပင်မန်းနော်ဟုတ်ကိုကမြန်မာပြည်မှာဆိုလို့ရှိရင်လည်းမြန်မာပြည်ကနေပြီးတော့ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာငွေရိုးတွေအများကြီးနဲ့ယူခဲ့ရတာဖြစ်ပါတယ်ရှင်ရိုက်တာဆိုတဲ့အဆင့်ကကျွန်တော်တို့မောကိုမကြီးမှာဒါအောင်မြင်မှုကိုရရှိသွားပြီးတော့ပြောလို့ရတယ်ဘာဖြစ်လို့လဲပြန်များကျွန်တော်တလားကို4000ဝန်းကျင်အထက်ကိုမှကျွန်တော်သွားနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ SN ရာထူးတော့မနစ်ကယူခဲ့တယ်ပေါ့နော်ဖြိုးလေးပြောခဲ့တယ်ပေါ့နော်ငါနောက်နှစ်ကျရင် DI တက်မယ်ဟုတ်ကဲ့ DI ရာထူးကိုရဖို့အတွက်ဂျားထဲမှာစုတစ်ခုရှိသေးတယ်နော်HN ကိုကြော်ပြီးတော့ဒိုင်းဝင်းကိုဒီနေ့ယူတာဖြစ်ပါတယ်ရှင်ขายล้ำหน้าสินค้าราคายุติธรรมหนทางสู่ความสำเร็จเรามีที่เด็ดเลิศล้ำนี่คือความคิดผู้นำใครทำร่ำรวยแน่นอนบริษัทมีแนวทางเดินมันเข้าใจแผนการตลาดไม่พลาดรวยในชาตินี้หากใครอยากเป็นเศรษฐีเชิญมาที่นี่รูบิมอဒီနေ့ကျွန်တော်22ရက်နေ့ဆန္ဒလ2024ရူမောကုမ္ပဏီရဲ့စုပွေပွဲကြီးကတော့ကြီးကျယ်ခမ်းနားလွန်းနေပါတယ်ခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ယာဒုစုစိတ်အစင်စင်ထိတ်ဆုံးတွေကိုပါဝင်သွားတာဖြစ်တယ်ခင်ဗျာနော်။ကဲဒါဆိုရင်ယာဒုအစင်စင်ထဲမှာဒီနေ့ကျွန်တော်ကနေပြီးတော့ဖိတ်ခေါ်ထားတဲ့ဒါဆရာမတူဖြစ်ပါတယ်။ကဲပထမဦးဆုံးအနေနဲ့ဆရာမရဲ့နာမည်လေးနဲ့တော့မိတ်ဆက်ပေးပါခင်ဗျာ။ဒါရူဘီမောမင်္ဂလာပါ။ကျမရဲ့နာမည်ကကြတော့ဝင်းဝါဖြိုးဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့။ဒါဆိုလို့ရှိရင်ဆရာမရဲ့မြန်မာနိုင်ငံရဲ့လိပ်စာလေးကိုလည်းမိတ်ဆက်ပေးပါခင်ဗျာ။ကျမနေတဲ့မြန်မာနိုင်ငံကဆိုရင်မန္တလေးတိုင်းတောင်သာမြို့နယ်မြင်းကြံကဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့လက်ရှိထိုင်းနိုင်ငံဘယ်မှာနေလဲ။လက်ရှိထိုင်းနိုင်ငံမှာဆိုရင်ဘန်ဘောမှာနေပါတယ်ရှင်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ရူဘီမောစီးပွားရေးမှာယူမဲ့စုစိတ်ကဘာယာထုလဲကျွန်တော်ထင်တာတော့တေးသေးမမတော့မဟုတ်ဘူးကျွန်တော်ကြားတယ်ဆရာမဖြိုးလေးတိုင်းမှာလည်းတင်တာတွေ့တယ်နော်။ဒါဆိုဘာယာထုလဲအခုကြည့်နေလူတွေလည်းသိပါရအောင်ပြောပြပေးပါခင်ဗျာဖြိုးလေး SN ရာထူးတော့မနစ်ကယူခဲ့တယ်ပေါ့နော်ဖြိုးလေးပြောခဲ့တယ်ပေါ့နော်ငါနောက်နှစ်ကျရင် DI တက်မယ်ဟုတ်ကဲ့ DI ရာထူးကိုရဖို့အတွက်ဂျားထဲမှာစုတစ်ခုရှိသေးတယ်နော်HN ကိုကြော်ပြီးတော့ဒိုင်းဝင်းကိုဒီနေ့ယူတာဖြစ်ပါတယ်ရှင်HN ကြော်ပြီးဒိုင်းဝင်းခါရရတော့ဟုတ်ကဲ့ပါဘုံယူစရာကောင်းပါရဲ့ဒိုင်းဝင်းဆိုတဲ့ရာထူးကကျွန်တော်တို့9,600,000အထက်ဒရိုက်တာဆင့်ဖြစ်ပါတယ်ပြီးတဲ့ခါမှာကျွန်တော်တို့ကိုပိုင်ရုံးခွဲနဲ့နော်နိုင်ငံခြားခီးစဉ်တိုင်းမှာ free light ပါခွင့်ရမယ်အခွင့်အရေးတွေအများကြီးပါဝင်တော့ဖြစ်တယ်ခင်ဗျာနော်ကဲဒါဆိုရင်ဆရာမဖြိုးလေးအနေနဲ့ဒီလိုမျိုးစီးပွားရေးကိုမတွေ့ခင်ပေါ့နော်အရင်တော့လှုပ်ခဲ့တဲ့လုပ်လေးတွေနဲ့ပြီးရင်ကိုယ့်ဘဝအကြောင်းလေးတွေနည်းငယ်ကျွန်တော် interview ပေးသွားမှာဖြစ်ပါတယ်နော်ဒါပထမဆုံးကျွန်တော်မေးချင်တာတော့ထိုင်းကိုရောက်တာဆရာမဘယ်လောက်ကြာခဲ့ပြီလဲဖြိုးလေးထိုင်းကိုရောက်ရှိတာတော့လာမယ့်2လပိုင်းဆိုလို့ရှိရင်တော့9နှစ်ပြည့်ပါပြီရှင်လာမယ့်2လပိုင်းမှာ9နှစ်ပေါ့နော်ဟုတ်ကဲ့ပါကဲဒါဆိုလို့ရှိရင်အခုဒါထိုင်းရောက်တာလဲ9နှစ်ဝန်းကျင်ပေါ့နော်9နှစ်ဝန်းကျင်မှာအရင်ကကျွန်တော် remote စီးပွားရေးမတွေ့ခင်ကကျွန်တော်ထိုင်းကိုစတက်တဲ့ချိန်ကဘယ်လိုမျိုးလုပ်တွေကဲလုပ်ခဲ့ဘူးလဲနည်းနည်းပြောပြပေးပါနော်ကျွန်မဒီထိုင်းကိုရောက်ရှိတဲ့အခါမှာလုပ်ငန်းအလုံးနဲ့အတူတူကျွန်မအဆင်မပြေတဲ့အတွက်ကြောင့်မလို့online ဈေးရောင်းခဲ့တယ်ပေါ့နော် online ဈေးရောင်းဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒါလုပ်ငန်းလုံးနဲ့ online ဈေးနဲ့တွဲလုပ်တော့ကောအဆင်ပြေမှုကရလာလား online ဈေးနဲ့လုပ်ငန်းလုံးနဲ့တွဲလုပ်တဲ့အချိန်မှာဖြိုးလေးအတွက်အခွင့်အရေးခွင့်လာမရခဲ့ပါဘူးပတ်စံနေရှာလဲရှာတယ်ကိုရှာတဲ့လောက်မရရှိခဲ့ပါဘူးရှင်ဟုတ်ကဲ့ဒါဆိုရင်ဒါအနေနဲ့တော့အဆင်ပြေတယ်ဒါပေမဲ့အားကြီးတော့ဒါအဆင်ပြေတယ်တော့မပါသေးဘူးပေါ့နော်ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီရှင်နေကာလမျိုးမှာကိုဘယ်လိုမျိုးကြော်ဖြတ်ခဲ့ရလဲအခက်ခဲတွေရောဘာတွေရှိခဲ့လဲ
အခက်အခဲပေါင်းများစွာရှိပါတယ်ဖြိုးလေးထိုင်းကိုရောက်ရှိလာတဲ့အချိန်မှာလဲထိုင်းနိုင်ငံကိုလွယ်လွယ်ကူကူနဲ့ရောက်ခဲ့တာမဟုတ်ပါဘူးဖြိုးလေးဒီလုပ်ငန်းအလုပ်နဲ့လာတာလည်းမဟုတ်ပါဘူး အလေးတက်တာလုပ်ငန်းနဲ့မဟုတ်ဘူးပေါ့နော် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့နောက်ဘယ်လိုမျိုးလုံးနဲ့ချိတ်ဆက်ခဲ့တာလဲ အကောဆန်းအလုံးနဲ့တက်လာရခြင်းဖြစ်ပါတယ်ရှင် ကိုဆန်ပင်မန်းနဲ့နော် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဒါဒီကနေပြီးတော့ခက်ခဲတွေကြုံလာပြီးတော့မှဒါလုပ်ငန်းကိုရောက်ရှိခဲ့တာပေါ့နော် ဟုတ်ပါတယ်ရှင် ဟုတ်ကဲ့ဒါဆိုရင်တော့လုပ်ငန်းထဲဝင်ပြီးတော့ရောနောက်ထပ်အခက်ခဲတွေရောကြုံလာတာမျိုးတွေရှိလား ရှိပါတယ်ရှင်အရန်ကိုမှအခက်အခဲပေါင်းများစွာတွေးခဲ့ရပါတယ်ကိုကမြန်မာပြည်မှာဆိုလို့ရှိရင်လည်းမြန်မာပြည်ကနေပြီးတော့ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာငွေရိုးတွေအများကြီးနဲ့ယူခဲ့ရတာဖြစ်ပါတယ်ရှင်အဲ့ဒီအချိန်မှာငွေတွေကလည်းပေါ့နော်အခက်အခဲပေါင်းများစွာနဲ့မိဘတွေကလည်းအစင်မပြေအကျွေးတွေကလည်းအများကြီးတင်တဲ့အချိန်မှာအရန်ကိုမှရွေးချယ်မှုလမ်းတွေမှားခဲ့တယ်ပေါ့နော်ဘီရိုဖိုင်လေးကိုကြည့်နေတဲ့သူတွေပေါ့နော်ဖြိုးလေးကိုယ်တိုင်ကလည်းထိုင်းနိုင်ငံကိုပတ်စံရှိလို့ရောက်ခဲ့တာမဟုတ်ပါဘူးစင်ရတာဘဝကနေပြီးတော့လွတ်မြောက်ခြင်းတဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးတော့လုံကန်မှာဆိုရင်ကိုကလည်းရှမ်းစကားမတက်ဘူးလေမြန်မာလူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေပြောတယ်ခိုင်းတာကိုလည်းလှုပ်ခဲ့ရတယ်။ဒါပေမဲ့သူတို့ကဒါခိုင်းလို့ရှိရင်ဒါကိုလှုပ်ရတယ်။ညင်းညူပြီးတော့ကြတော့ပြောင်းရွှေ့လို့လည်းမရဘူး။ ကိုနဲ့မနိုင်လို့လည်းပြောလို့မရဘူးပေါ့နော် ဟုတ်ကဲ့ပါရှင် ဒါတော့ထိုင်းနိုင်ငံရောက်တဲ့ခံစားချက်တွေဖြစ်ပါတယ်ဟုတ်တယ်နော်နောက်ထပ်ကတော့ကျွန်တော်တို့ဘာတွေထပ်ကြုံလေးလဲ ကြုံခဲ့ရပါတယ်အခက်အခဲပေါင်းများစွာကြုံခဲ့ရပါတယ်ပြီးလို့ရှိရင်ဖြိုးလေးကထိုင်းနိုင်ငံကိုရောက်ရှိလာတာတယောက်တည်းလာတာမဟုတ်ပါဘူးဖြိုးလေးရဲ့မောင်လေးနဲ့လာတာဖြစ်ပါတယ်ပေါ့နော်ဖြိုးလေးရဲ့မောင်လေးကကြတော့လုပ်ငန်းမှာအလုပ်တူတူလုပ်ရင်းနဲ့လက်ကိုပေါ့နော်ဆက်ခိုင်းမိတဲ့အချိန်မှာအရန်ကိုမှခံစားခဲ့ရပါတယ်ဒါဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဖိုင်မှာကြည့်နေတဲ့ညီကိုမောင်နှမတွေလည်းဖြိုးလေးလိုညီကိုမောင်နှမတွေရှိလိမ့်မယ်လို့ထင်ပါတယ် ဟုတ်ကဲ့ခင်ဗျာ ဖြိုးလေးမောင်လေးမှာလက်ခိုင်းမိတဲ့အတွက်ကြောင့်ဖြိုးလေးရှမ်းစကားလည်းမတက်တဲ့အချိန်မှာအပြောဆိုခံထိခဲ့ရတယ်အဲ့ဒီအချိန် ကိုယ်ကတော့မပြောတတ်ဘူးပေါ့နော် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ အဲ့ဒီအချိန်မှာကိုကရှမ်းစကားမပြောတဲ့အတွက်ကြောင့်မလို့အခက်အခဲပေါင်းများစွာတွေ့ခဲ့ရပါတယ်ကိုယ့်ရဲ့မောင်လေးကလည်းဆေးရုံကိုတက်ခဲ့ရတဲ့အချိန်မှာပတ်စံလေးတစ်ချက်မှပြန်ပေးတာမရှိပါဘူးရှင်အဲ့တော့အရန်ခံစားရတယ်ဩငါရှမ်းစကားတက်လို့ရှိရင်ကောင်းပါပဲကိုစဉ်းစားခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝကမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာစကားကိုပဲကြွကြွတင်တင်တက်ပြီးတော့ကြတော့အခွင့်အရေးအခွင့်အလမ်းတွေကိုဒီလိုနဲ့ဘဝတွေရုန်းကန်ပြီးတော့ကြတော့နာခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာလုပ်ငန်းအလုပ်ကိုလုံးဝမုန်းတီးခဲ့ပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုရင်အခုရိုဘီမောတွေးလာခဲ့တာကဆိုရင်အချိန်ဘယ်လောက်ကြာခဲ့ပြီလဲကျွန်တော်ပြောလေး ရိုဘီမောကိုတွေ့ရှိလာကကြတော့တွေ့ရှိခဲ့တာကတော့တစ်နှစ်ကျော်ပေါ့နော်လက်ရှိလက်တွဲလောက်ကင်ခဲ့ရတာတော့တစ်နှစ်ဝန်းကျင်ပါပဲရှင် ဟုတ်ကဲ့ဒါဆိုတော့ဒီတစ်နှစ်ကျော်တစ်နှစ်ဝန်းကျင်လေးမှာကိုစူးစမ်းခဲ့တာအခုလက်ရှိဒရိုက်တာတွေရရှိခဲ့ပြီနော် ဟုတ်ပါတယ်ရှင် ဒရိုက်တာဆိုတဲ့အဆင့်ကဆိုရိုဘီမောကိုမကြီးမှာဒါအောင်မြင်မှုကိုရရှိသွားပြီလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲပြန်များကျွန်တော်တလားကို4000ဝန်းကျင်အထက်ကိုမှကျွန်တော်သွားနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ကောင်းကောင်းမွန်မွန်နေနိုင်တဲ့အဆင့်ဖြစ်သွားပြီနော်အခုဒါဆရာမဖြိုးလေးနေနဲ့ဒါအခုဒရိုက်တာအဆင့်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုဆိုရင်ရောဘာတွေရရှိထားပြီလဲခင်ဗျာဖြိုးလေး DI ဒရိုက်တာယာတူးကိုရရှိပြီးတော့ကြတော့တစ်နှစ်ဝန်းကျင်အတွင်းမှာပိုင်ဆိုင်ခဲ့တာကကြတော့မြန်မာပြည်မှာဆိုလို့ရှိရင်လည်းမိဘတွေကိုထောက်ပံ့နိုင်တဲ့အပြင်အိမ်ကိုလည်း300ကျော်စောင့်နိုင်ပေးခဲ့ပါပြီရှင် ကောင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါပြီးရင်မြေလည်း2ကွက်ဝယ်ထားပါတယ်ထိုင်းနိုင်ငံမှာလည်းကိုစုတဲ့စုတဲ့လောက်စုထားပါတယ်ရှင်ဒါဆိုရင်ကျွန်တော်တခုမေးချင်တာပေါ့နော်ဝီမောရောက်တာတစ်နှစ်ကျော်ဒီလောက်ပိုင်ဆိုင်မှုရရှိသွားတယ်အရင်တော့လုပ်ငန်း၄နှစ်မှာဘာတွေပိုင်ဆိုင်မှုရရှိခဲ့လဲပြစရာကိုမရှိပါဘူးရှင်ဟုတ်ကဲ့ဒါတော့ကျွန်တော်လုပ်ငန်းလုပ်ကိုတော့ဒါကျွန်တော်နှိမ့်ချတာတော့မဟုတ်ဘူးဒါပေမဲ့သူများအလုပ်ဆိုတော့သူများကျွန်တော်ပေးတဲ့လောက်ပဲရမယ်သူများเนาะကျွန်တော် OD ပေး OD ရမယ်နေစားပေးနေစားရမယ်ဒီလောက်နဲ့ပဲသွားရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်မှရွေးချယ်စရာမရှိတဲ့ဆုံးမှာတော့ဒီလောက်ကိုလည်းကျွန်တော်လုပ်ရမှာပဲပေါ့နော်ဒါပေမဲ့အခုဒီနေ့ရွေးချယ်စရာရှိတဲ့ချိန်မှာဆရာမဖြိုးလေးလိုမျိုးကျွန်တော်ရွေးချယ်ခဲ့လိုက်ပြီဆိုရင်ဒီနေ့ဒီနေရာကိုဒါအချိန်တူနဲ့အောင်မြင်မှုတွေပြနိုင်ခဲ့ပြီဖြစ်တယ်ဒါကြောင့်မလို့အခုကြည့်နေညီကိုမောင်တို့ထဲမှာလည်းကိုယ်နဲ့ရင်ဘတ်ချင်းတူတဲ့သူတွေအများကြီးရှိမယ်နော်အဲ့ဒါမှစကားလေးအနေငယ်ပြောပြပေးပါခင်ဗျာဟုတ်ကဲ့ဖြိုးလေးကကြတော့ဒီ profile လေးကနေမှကျင်တဲ့အရာလေးကကြတော့ဖြိုးလေးလိုပဲထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာညီကိုမောင်နှမတို့မိဘတွေကိုလည်းခွဲခွာလာရတယ်ညီကိုမောင်နှမတွေအားလုံးကိုလည်းခွဲခွာလာရတယ်ဒါကြောင့်မလို့ဖြိုးလေးတို့အချိန်တူအတွင်းမှာကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ပြောင်းလဲပေးနိုင်တဲ့ရိုဘင်မောစီးပွားရေးကိုလေ့လာကြည့်ပါဖြိုးလေးကိုယ်တိုင်လည်းဘဝမြောင်များစွာအခက်အခဲပေါင်းစုံတွေ့လာပြီးတော့ DI Rider ယာတုကိုအချိန်တူတွင်းနဲ့ပိုင်ဆိုင်ပြီးတော့ဝင်ငွေအမြောင်များကိုလည်းရရှိထားတဲ့အတွက်ကြောင့်မလို့ညီကိုမောင်နှမတွေအားလုံးကိုဖြိုးလေးကကြတော့ရိုဘင်မောနဲ့အတူတူအခွင့်အရေးခွင့်လန်းလေးတွေကိုအချိန်ရှိတဲ့ကြိုက်လာပြီးတော့လုံးလိုက်ဆိုင်ပြီးလေ့လာပါလို့ဖြိုးလေးပြောကြားချင်ပါတယ်ရှင်ဟုတ်ကဲ့ပါကိုကြည့်ရှင်ညီကိုမောင်နှမအားလုံးပဲကျွန်တော်တို့ဆရာမဖြိုးလေးရဲ့ Facebook ကဖုန်းနံပါတ်လေးတွေကိုလည်းဒီဗီဒီယိုဖိုင်ထဲမှာထည့်ပေးတော့အောင်ဖြစ်ပါတယ်အားလုံးကိုကျွန်တော်တို့ရိုဘင်မောစီးပွားရေးကိုလာရောက်လေ့လာဖို့ကြိုးစားပါတယ်အားလုံးပဲမင်္ဂလာပါရှင်